ဆိုတော့သက်ဆိုင်ရာတန်ဖိုးလေးတွေအစားသွင်းလိုက်မယ်ပေါ့နော်အိုမီဂါနောက်က0ဖြစ်တဲ့အတွက်ကြောင့်မလို့ t နဲ့မြောက်လို့ရှိရင်0ပဲပြန်ရမယ်ပေါ့နော်ပြီးတော့ 1/2 ကတော့ဒီတိုင်းပဲ alpha နေရာမှာသူ့ရဲ့တန်ဖိုး 0.15 ထည့်မယ်ပြီးတော့ t square ဖြစ်တဲ့အတွက်ကြောင့်မလို့ t ရဲ့တန်ဖိုးက10ကို square တင်တော့100ဆိုပြီးတော့ရလာပါမယ်ဒါတွေအားလုံးကိုရှင်းလိုက်မယ်ဆိုရင် 7.5 radian ဆိုပြီးတော့ရလာပါမယ်မင်္ဂလာပါဒီနေ့ page 3မှာရှိတဲ့ example 1.1 တွက်ပြပေးမယ်เนาะအဲ့တော့မေခွန်းလေးကိုတစ်ချက်ကြည့်ကြည့်အောင်ပါ The forest we ချာရဟာ start from rest ရက်နေရာကနေပြီးတော့စပြီးတော့လှည့်တယ်ပေါ့နော် and reach ပြီးတော့ရောက်သွားတယ် an angular velocity of 1.5 radian per seconds တောင်ပြောင်အမြန်နှုန်းဒါမှမဟုတ်ရင်တောင်ပြောင်အလျင်ပေါ့နော် 1.5 radian per second ရောက်သွားပါတယ် over a 10 seconds period အချိန်10 second အတွင်းမှာပေါ့နော် under the constant angular acceleration ဂိမ်းတည်တောင်ပြောင်အရှိန်နဲ့ပေါ့နော်ဆိုတော့မေကွန်းတစ်ခုလုံးပြန်ပြီးတော့ဘာသာပြန်ကြည့်အောင်ချာရဟကရန်နေရာကနေပြီးတော့စပြီးတော့လှည့်တယ်ဂိမ်းတည်တောင်ပြောင်အရှိန်နဲ့ပေါ့နော်အချိန်10 second ကြာလဲကြာအောင်တောင်ပြောင်အလျင် 1.5 radian per second ကိုရောက်သွားတယ်လို့ပြောရတယ်နော် Number 1 က find the angular acceleration of forest v angular acceleration လို့ခေါ်တဲ့တောင်ပြောင်အရှိန်ရဲ့တန်ဖိုးကိုရှာပေးပါလို့ပြောတာ Number 2 how many revolutions does it make during 10 seconds ချိန်10 second အတွင်းမှာပတ်ရေးဘယ်နှပတ်လဲသွားတယ်လေပေါ့နော်ဒါဆိုရင် forest v ကရှမ်းနေရာကနေပြီးတော့စပြီးလှည့်တာကိုသတိထားပါမယ်မေကွန်းထဲမှာလည်း rest ဆိုတဲ့စလုံးလေးပါလာတယ်ပေါ့နော်ဆိုတော့စာအုပ်တောင်ပြောင်အလျင်ဖြစ်တဲ့ omega naught ရဲ့တန်ဖိုးက0ပဲဖြစ်ပါတယ်ဆက်ကြည့်လိုက်မယ်ဆိုရင် angular velocity ကိုတွေ့တယ်ပေါ့နော်သူ့ရဲ့တန်ဖိုးက 1.5 radian per second မေကွန်းဆက်ကြည့်လိုက်ရင်10 second ဆိုတာလေးကိုတွေ့မယ် second ဆိုတော့ကြာတဲ့အချိန်သူ့ကို t အသေးနဲ့ရေးတယ် t အသေးရဲ့တန်ဖိုးက10 second Number 1 က angular acceleration ရဲ့တန်ဖိုးကိုရှာပေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ angular acceleration ကို alpha နဲ့ရေးတယ်ဆိုတော့ alpha ရဲ့တန်ဖိုးကိုရှာပေးရမယ် Number 2 က revolution ရဲ့တန်ဖိုးကိုမေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ theta ရဲ့တန်ဖိုးကိုတွက်ပေးရပါမယ်ဆိုတော့ omega ရှိတယ် omega naught လည်းရှိတယ် t လည်းရှိတယ် alpha ရဲ့တန်ဖိုးကိုတွက်ရှာပေးရမှာ omega ရဲ့ omega naught ရဲ့ alpha ရဲ့ t ရဲ့ပါတဲ့ပုံသင်နည်းကိုသုံးရမှာပေါ့နော်အဲကြောင့်မလို့ omega equal omega naught plus alpha t ဆိုတဲ့ပုံသင်နည်းကိုရွှေ့လိုက်ပါမယ် alpha ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘက်ဒီဘက်ရွှေ့လိုက်မယ်ပေါ့နော်ရွှေ့လိုက်တဲ့ခါကျတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ alpha equal omega minus omega naught by t ဆိုပြီးတော့ရလာပါမယ်ပြီးတော့ omega ရဲ့တန်ဖိုးဖြစ်တဲ့ 1.5 ကိုထည့်မယ် omega naught ရဲ့တန်ဖိုးက0ပြီးတော့ t က10ပေါ့နော်ဒါကိုရှင်းလိုက်မယ်ဆိုရင် 0.15 radian per second square ဆိုပြီးတော့ရလာမယ်နော်ဆိုတော့ alpha ရဲ့တန်ဖိုး 0.15 radian per second square ဆိုပြီးတော့ရလာပါမယ်နောက်နံပါတ်2က theta ရဲ့တန်ဖိုးကိုရှာပါမယ် theta ရဲ့ပုံသင်နည်းဖြစ်တဲ့ theta equal omega naught t plus 1/2 alpha t square ကိုသုံးပါမယ်ဆိုတော့သက်ဆိုင်ရာတန်ဖိုးလေးတွေအစားသွင်းလိုက်မယ်ပေါ့နော် omega naught က0ဖြစ်တဲ့အတွက်ကြောင့်မလို့ t နဲ့မြောက်လို့ရှိရင်0ပဲပြန်ရမယ်ပေါ့နော်ပြီးတော့ 1/2 ကတော့ဒီတိုင်းပဲ alpha နေရာမှာသူ့ရဲ့တန်ဖိုး 0.15 ထည့်မယ်ပြီးတော့ t square ဖြစ်တဲ့အတွက်ကြောင့်မလို့ t ရဲ့တန်ဖိုးက10ကို square တင်တော့100ဆိုပြီးတော့ရလာပါမယ်ဒါတွေအားလုံးကိုရှင်းလိုက်မယ်ဆိုရင် 7.5 radian ဆိုပြီးတော့ရလာပါမယ်အဖြေရလာတာက radian နဲ့ထွက်လာတယ်ပေါ့နော်မေးခွန်းမှာကျတော့ revolution လို့ပြောတာဒါကြောင့်မို့လို့ radian ကနေပြီးတော့ revolution ကိုပြောင်းပေးရပါဦးမယ်အဲ့တော့ radian နဲ့ revolution ရဲ့ဆက်သွယ်ချက်ကိုသိရမယ်1 revolution မှာ2 pi radian ရှိပါတယ်လိုချင်တာက 7.5 radian ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ 7.5 ကိုတီးပြီးတော့2 pi နဲ့စားပေးရပါမယ် 7.5 နဲ့2 pi ဆိုလို့ရှိရင်2 pi ရဲ့တန်ဖိုးကပိုများတယ်နော်အဲဒါကြောင့်ငယ်ငယ်တုန်းကတွက်ခဲ့တဲ့နည်းတိုင်းအနည်းလိုအများစားချေပုံစံနဲ့တွက်လိုက်တာပါအဲဒါကြောင့်မလို့7.5 ကိုတီးပြီးတော့2 pi နဲ့စားလိုက်ရင် 1.19 revolution ဆိုပြီးတော့ရလာပါမယ်အဲ့တော့မှမေကွန်မှာပြောထားတဲ့အတိုင်းအပတ်ရည်ဘယ်လောက်လဲဆိုတာအတိအကျထွက်လာပါတယ်တစ်ခေါက်တည်းနဲ့တွက်လို့မရဘူးဆိုရင်နှစ်ခေါက်သုံးခေါက်လောက်ပြန်တွက်ကြည့်ပါနော်ပု္ပ္ပစာလွယ်လွယ်လေးပါအားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်နောက်တစ်ပတ်ကျရင်ဆရာတို့ page 9မှာပါတဲ့
example 1.4 ကိုတွက်ပြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြတာပေါ့